င်္ဂလာပါလက်ဖြူပါလက်ဖြူကဒီနေ့ပထမဆုံးဗီဒီယိုအနေနဲ့ပေါ့နော် accounting ကိုလေ့လာတဲ့အချိန်မှာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့ accounting equation အကြောင်းကိုပြချင်ပါတယ်ဒီ accounting equation ကိုနားလည်ပြီးဆိုလို့ရှိရင်တော့ကိုက accounting ရဲ့60%လောက်ကိုရထားပြီးသားဖြစ်သွားရပေါ့နော်အဲ့တော့ accounting equation ကဘာလဲ accounting equation ဆိုတာကကြတော့ assets equal to capital plus liability ဖြစ်ပါတယ်အဲ့တော့ assets ကဘာလဲဆိုလို့ရှိရင် assets က assets ရဲ့အတိတ်ပဲပေါ့နော်ကိုယ်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ပိုင်ဆိုင်မှုဆိုတာကကြတော့ capital မှာဒီနေရာမှာလည်းဖြူက capital လို့ပဲသုံးထားသေးရပေါ့နော် capital ကဘာလဲဆိုလို့ရှိရင်ကြတော့ဒီလုပ်ငန်းလည်ပတ်ဖို့အတွက်ပေါ့နော်ပိုင်ရှင်တွေကနေပြီးတော့မတည်ထားတဲ့ငွေပေါ့နော်အဲ့ဒါကို capital လို့ခေါ်တယ်တခါလေးမှာလုပ်ငန်းဆောက်ဖို့အတွက်ကကြတော့ဒီကိုပိုင်ရှင်တွေကနေပြီးတော့မတည်ထားရဲ့မတည်ငွေတွေကမလုံလောက်တဲ့အချိန်မှာပြင်ပကနေပြီးတော့ပတ်စံတွေချီးရတယ်ပေါ့နော်ပတ်စံတွေချီးပြီးတော့ဒီကိုလုပ်ငန်းကိုလဲပတ်ရတယ်အဲ့တော့ liability ဆိုတာရှိတယ် equation ကိုပြန်ထုတ်ရမယ်ဆိုလို့ရှိရင်ကြတော့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုဆိုတာဒီခုနကပိုင်ရှင်တွေကထည့်ထားတဲ့ကနဦးရင်းနှီးမတည်ထားတဲ့ငွေတွေနဲ့အပြင်ကလာပြီးတော့ကိုကချေးထားတဲ့အကျွေးပေါ့နော်ဒါတွေပေါင်းပြီးတော့ကိုယ့်လုပ်ငန်းကိုလဲပတ်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့လုပ်ငန်းရဲ့ပိုင်ဆိုင်မှုဆိုတာဒီ capital plus liability ဖြစ်ပါတယ်ဒီနေရာမှာလက်ဖြူက capital လို့သုံးထားရပေါ့နော်အဲ့တော့လက်ဖြူရဲ့ ACCA ကိုလေ့လာတဲ့အချိန်ကျတော့ capital လို့မသုံးဘဲနဲ့သူက equity လို့ပြောင်းသုံးတယ်ပေါ့နော်အဲ့တော့ equity နဲ့ capital တွေကတူလားလို့မေးကြတော့မတူပါဘူးအဲ့တော့ equity မှာကြတော့ခုနကလုပ်ငန်းရဲ့ဘာလဲဆိုလို့ရှိရင်မတည်ရဲ့ငွေပေါ့နော် capital ပါတယ်လို့လုပ်ငန်းကအချိန်တစ်ခုထိလက်ပတ်ပြီးသွားတဲ့အချိန်မှာအမြတ်တွေထွက်လာတယ်ပေါ့နော်အဲ့အမြတ်တွေကိုသူအကုန်လုံးကိုသူ share ရှင်တွေကိုခွဲပေးလိုက်တာမျိုးတွေမလုပ်ဘူးပေါ့နော်ဥပမာ 80% လောက်ကိုတော့တပည့်တဲ့အနေနဲ့ခွဲပေးလိုက်ပြီးသွားတဲ့အချိန်မှာပေါ့နော် 20% လောက်ကိုတော့သူကခြံထားတယ်retain profit အနေနဲ့ဒါမှမဟုတ် retain earning အနေနဲ့ပေါ့နော်ခြံထားတာမျိုးရှိပါတယ်အဲ့ရှိထားတဲ့ဒီလိုမျိုးခြံထားတဲ့ငွေ 20% တော့ပေါ့နော်အဲ့ဒီငွေတွေဟာဆိုလို့ရှိရင်တော့ကိုယ်လုပ်ငန်းကိုပို့ပြီးတော့growth ဖြစ်စေတယ်ပေါ့နော်ဘာလို့ဆိုတော့လုပ်ငန်းကကြီးဖို့လုပ်ငန်းကပို့ပြီးတော့ကြီးထွားဖို့အတွက်ဆိုလို့ရှိရင်ငွေတွေလိုအပ်တယ်အဲ့ငွေတွေဒီဘယ်ရမဆိုလို့ retain earning တွေနဲ့ထပ်ပေါင်းပြီးကို business ကိုပို့ပြီးတော့ကြီးပွားအောင်လုပ်တာပေါ့နော်အဲ့တော့ equity လို့ခေါ်တဲ့အချိန်မှာ equity ရဲ့မှာ capital ပါမယ်ပြီးသွားတဲ့အချိန်မှာ retain earning တွေပါမှာဖြစ်ပါတယ်အဲ့တော့ဒီ accounting equation ကိုနားလည်လို့ရှိရင်လေပြီးတော့နောက်ပိုင်းမှာထပ်လာမယ်ပေါ့နော်အဲ့တော့ debit credit တွေအကြောင်းပြီးရင် debit entry အကြောင်းကိုသိသွားမယ်ပြီးရင် balance sheet ပေါ့နော် statement of financial position ပေါ့နော်ဒါဆိုလို့ရှိရင်လည်းပဲဒီ accounting equation မှာပဲအခြေခံထားတာဖြစ်တယ်လို့income statement ပေါ့နော် profit and loss လို့လည်းအရင်ခေါ်တယ်ပေါ့နော်ဒါကိုလည်းပဲဒီ statement တွေအပေါ်မှာပို့ပြီးတော့ကိုကနားလေလွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီ accounting equation ကအရေးကြီးရပဲဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်နော်